မောင်လေးပြန်ရောက်နေပြီလားအမလည်းအခုပဲကယ်လွတ်ပေးလိုက်မလို့ လူကောင်းပါရဲ့အမကကိုရောက်အောင်ဆိုရင်ပြန်လာတာ မောင်လေးနင်ပင်မနေရလားညနာလည်းမသားမရနဲ့ ပင်မမအောင်မရဲ့ကျွန်တော်ခီးပန်းအောင်လေးပါ 我们俩都不空才越伤美，大树叶木不莫难的，马吉罗米亚的呀呀个悲伤美，美美的米高撇谁呀美。哦，莫来把你心慢慢变嘛， မောင်လေးနဲ့မိုင်းစကားလေးလည်းပြောစီ ပြောလေမိုင် အမသိပါတယ်မောင်လေးဆောင်ဝဲအောင်လေဆိုတာပြီးတော့မောင်လေးចောင်းစရာဖြစ်နေတယ်ဆိုတာလည်းအမသိပါတယ် အမနင်ဘယ်လိုသိရလဲ မောင်လေးအိတ်တရားစားရောက်ကိုအမတွေ့တယ်မောင်လေးမသိအောင်အမပြန်ထည့်ပေးထားတယ် မမတော်လို့ဆုံးဖြတ်ထားတာ ဘာဖြစ်လို့မသွား မိုင်းတယောက်ရဲ့ဒီကနေ့ဒီဆောင်နေတာပင်မအောင်ပြီးတော့မောင်လေးကြောင်းကြီးအတွက်မတတ်နိုင်ဆိုတော့သိတယ်ဒါကြောင့်အမကိုမသိသေးဘူးတော့ မောင်လေးရဲ့နားထောင်ပါအမတို့မှာချမ်းသာတဲ့စိတ်ဆိုင်ရှိတယ်မောင်လေးလာခဲ့အတွက်အမစုဆောင်းတာလေးရှိတယ်ဒီဆိုင်လေးကိုလည်းအမတယောက်တည်းဥဆောင်နိုင်တယ်ဒါကြောင့်မောင်လေးရဲ့အိမ်မက်တွေကိုလည်းမလျှော့အောင်နော် ဒါပေမဲ့မာယာမတက်ချင်တော့ နားထောင်ပါအောင်မောင်လေးရဲ့အမတို့ရဲ့ဆင်းရဲတာအပြစ်မဟုတ်ဘူးဒါပေမဲ့ဆင်းရဲတာကိုအကြောင်းပြပြီးကိုယ့်ဘဝကိုမြင့်တင်ဖို့မကြိုးစားတာအပြစ်ပဲမမောင်စားလဲတော်တယ်စားလဲကြိုးစားတယ်ဒါကအမတို့ဂုဏ်စရာကောင်းလို့ပဲအမတို့အတူတူကြိုးစားကြတာပေါ့ မိခိုရရဲ့ကလေးဖြစ်စေရမယ်မော်ရပန်းနဲ့စိတ်မမမြင်မဘူးမေးပေးတဲ့တတိတွေနဲ့အခက်ခဲတွေများစွာနဲ့စုံတွေ့လာစမ်းစီရင်ဆိုင်မယ်ငါရှင်တော်မဖြစ်မယ်ငါစင်ပြေမဖြစ်မယ်ငါမိသားစုတွေလူကြီးဆိုင်ရတဲ့ဆက်တဲ့ထဲပုံပြောနေပါနော် ငါမောင်ကြောင်းစေးရဖို့အတွက်အမညာဘက်တွေကိုကိုတိုင်းပေါ်ကနေပြီးတော့ဆွတ်ဆွတ်တင်တန်းနေတက်လိုက်တာလေ ဘာဖြစ်လဲအွန်လိုင်းတင်တာ ဟုတ်တယ်လေမောင်လေးရဲ့အခုဆိုရင်ဒီဇိုင်းတစ်တွေလည်းချုပ်တက်နေပြီကိုလိုင်းကမှားတဲ့လူတွေတော့များနေပြီ အမငါတော့မသိလိုက်ရပါဘူးညဘက်တည်းအေးပြက်ခံပြီးတင်နေတက်နေရ မောင်လေးရဲ့လူဆိုတာအသက်ဘလောက်ပဲကြီးကြီးတင်ဦးစရာတွေအများကြီးရှိနေအမလည်းဒီတစ်ခုတော့မောင်လေးရှာတင်လိုက်ရတယ် ဘာလို့လဲမ ကိုကိုကိုမြင့်တင်ဖို့ဘယ်တော့မှနောက်မကြဘူးဆိုတာပေါ့ငါမောင်လည်းចောင်းစရာဖြစ်ဖို့စူးစမ်းနေတာပဲအမလည်းကိုယ့်လုပ်ငန်းကိုမြင့်တင်ဖို့စူးစမ်းနေအတူတူရှေ့ဆက်ကြတာပေါ့ငါမောင်ရဲ့ ကျေးဇူးပဲမမင်းမောင်ဖြစ်ရတာငါကုန်ယူရေငါကျောင်းဆရာကောင်းတယောက်ပြောင်းကြိုးစားမယ်ဟာငါနဲ့ကိုဘုန်းကြီးချင်း အမအခုတည်းကငါမောင်ဘုံနေပြီသားငါမောင်တော့စားတော့အမတော်တော်ကိုစရာငါမောင်ဆက်နေလို့မအားပေး